ချက်ဘက်ကိုပြင်းထန်အားပါတဲ့ထိုးချက်တွေနဲ့ပွဲသိမ်းပေးလိုက်တဲ့ထွန်းမင်းအောင်ပရိသတ်များလုံးမင်္ဂလာများအေဂရစ်မာရှယ်စပေါ့ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါတယ်ဒီနေ့မှာတော့ချက်ဘက်ကိုပြင်းထန်အားပါတဲ့ထိုးချက်တွေနဲ့ပွဲသိမ်းပေးလိုက်တဲ့ထွန်းမင်းအောင်ဆိုတဲ့အကြောင်းအရာကိုတင်ဆက်သွားမှာပါ One Friday Fight 110ပြိုင်ပွဲမှာတော့မြန်မာဖိုက်တာ2ဦးပါဝင်ထိုးသက်ခဲ့ပါတယ်စူပါရီချန်ကဂျပန်ဖိုက်တာမူကာစီတိုကိုအမှတ်နဲ့ရှုံးနေသွားခဲ့ပေမဲ့ထွန်းမင်းအောင်ကတော့ထိုင်းဖိုက်တာချက်ဘက်ကိုအကောင်းဆုံးစွမ်းဆောင်ရည်တွေနဲ့အလဲထိုးအနိုင်ပြခဲ့ပါတယ်ထွန်းမင်းနိုင်နဲ့ချက်ဘက်တို့ရဲ့တွဲဆိုင်ကအတော်လေးနဲ့ကြီးလို့ကောင်းပြီးမြဲမြဲဆိုင်ဆိုင်ရှိခဲ့ပါတယ်နှစ်ဦးစလုံးကပွဲကိုသတိကြီးကြီးနဲ့ချင်းကပ်ပြီးတော့ကစားကြတာပါထွန်းမင်းအောင်ကလိုက်ထိုးကစားပြီးချက်ပန်းကချီကန်ချစ်နဲ့ပြန်ထောက်ပါတယ်ချက်ပန်းရဲ့အနီးကပ်ထိုးချက်မိသွားလို့ထွန်းမင်းအောင်တယောက်မျက်ခုံးမှာသွေးတွေပါရဲသွားခဲ့ရပါသေးတယ်အနာတရားဖြစ်သွားခဲ့တဲ့ထွန်းမင်းအောင်ကိုချက်ဘက်ကလိုက်ထိုးပါတော့တယ်ဒါပေမဲ့လည်းထွန်းမင်းအောင်ကထင်မှန်ထားတဲ့လက်သီးချက်တွေနဲ့အတူချက်ဘက်ကိုပြန်ကျွေးပါတယ်ချက်ဘက်တယောက်လင်းချသွားခဲ့ပြီးပထမအကြိမ်အမှတ်စဉ်ရေခံထိခဲ့ပါတယ်ပြန်ထားလာတဲ့ချက်ဘက်ကိုထွန်းမင်းအောင်ကဆက်ပြီးဖိအားပေးထိုးခဲ့ပြီးချက်ဘက်တယောက်နောက်တစ်ကြိမ်ထက်လဲသွားခဲ့ပါသေးတယ်ပွဲရဲ့အသင့်ပြီဆိုပေမဲ့ဂျိုးဝိုင်းတန်ကအမှတ်စဉ်ပဲထက်ရည်ပြီးပွဲကိုပြန်စားခဲ့ပါတယ်အချိန်ဒီမှာနဲ့ချက်ဘက်ကိုထွန်းမင်းအောင်ကဒီချိန်မှာတော့ပြန်မထနိုင်အောင်အလဲထိုးခဲ့ပါတယ်ဒီတစ်ခါမှာတော့ဂျိုးဝိုင်းတိုင်ကပွဲရက်ပြီးတော့ထွန်းမင်းအောင်ကိုအနိုင်ပေးခဲ့ပါတယ်ပွဲပြီးမှလည်းဥက္ကဋ္ဌကြီးချက်တွေကစွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တဲ့ထွန်းမင်းအောင်ကိုအပိုစုကြီးဘတ်3သိန်းခွဲပေးလိုက်ပါတယ်ထွန်းမင်းအောင်အတွက်တော့တကယ်ကိုထိုက်တန်တဲ့နိုင်ပွဲပါပဲဒီနေ့တင်ဆက်မှုကတော့လောက်ပါပဲ UFC 1 Championship နဲ့လက်ဝဲသတင်းအကြောင်းအရာတွေကိုစုံစုံလင်တင်ဆက်ပေးနေတဲ့ Agri Martial Sport Channel လေးကို Like and Follow လုပ်ပြီးဗီဒီယိုလေးကိုလည်း Share ပေးကြဖို့အတွက်တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ